Stranger Things မှနေဆိုရင်ဒီနေရာလေးကိုကောင်းကောင်းသိကြမှာပါဒီနေရာလေးက11ဆိုရဲကောင်မလေးစတင်ဖြစ်ပေါ်လာတဲ့ Hawkins Lab ပါ Georgia Atlanta မှာရှိပြီးတော့အဲ့နေရာလေးကအရင်က Mental Health Institute ဖြစ်တုံးခဲ့တဲ့နေရာလေးပေါ့နော်အခုတော့သူတို့ abandon လုပ်လိုက်တယ်ဒီနေရာကိုဆက်မတုံတော့မကြခင်လဲဖြူချတော့မှာပါ Friends ကအများကြီးရှိနေတော့ no trespassing လို့ပြောထားပေမဲ့လည်းကိုယ်လည်းဝင်သွားလိုက်ပါတယ် map ကနေကြည့်ရင်တော့ဒီလိုအပေါင်းလက္ခဏာပုံစံမြင်ရမှာဖြစ်ပြီးတော့အထဲမှာတော့တကယ်ကိုစောက်ဦးကြီးအကြီးပါပဲ11ကိုဒေါက်တာဘရန်နာက psychic power ရအောင်လို့ဒီစောက်ဦးနဲ့မှာလက်အဖြစ်သုံးပြုပြီးတော့power ရအောင်လုပ်ပြီးခဲ့တဲ့အခန်းလေးပေါ့နော်အဲဒီဇဝင်ကန်တွေရိုက်ခဲ့တဲ့နေရာလေးပါကိုလည်းရုပ်ရှင်ကြည့်တော့အရန်သွားချင်ခဲ့တဲ့နေရာဆိုတော့အခုရောက်လိုက်ရတော့အရန်ကိုစိတ်ထဲမှာဂျင်းနဲ့ပီတီကွန်စီထိဖြစ်ပါတယ်ပြီးတော့ဒီမှာ lift တွေပါလေအကုန်ဒီတိုင်းရှိသေးရဲ့ဒီလားဒါပေမဲ့မကြခင်တော့ဖြိုးချတော့မှာလို့ပြောတယ် Stranger Things မှနေဆိုတော့ဒီနေရာကိုတကယ်ကိုလာချင်မှာပဲကိုလည်းအရန်လာချင်ခဲ့တာအပြင်မှာတွေးလိုက်တော့လေရင်ထဲမှာဘလို့မှမသိကိုလိုပဲ fans ရလည်းအများကြီးရှိခလေးတွေရောလူငယ်ရောရှိရတယ်ပြီးတော့နောက်တစ်နေရာသွားပါတယ်အဲ့ဒါကတော့ Hawkins Headquarters ဆိုတဲ့ဆိုင်လေးပါအဲ့ဆိုင်လေးကတော့ဝင်ချင်းမှာဒီအပေါဝါလေးမှာ Safa Boy Pizza Van ကြီးရှိပါတယ်ဒီနေရာလေးဒီကားလေးဆိုမှတ်မိမယ်ထင်တယ်နော်ရုပ်ရှင်ကြည့်ရဲ့လူတွေဆိုရင်အဲ့လိုကားလေးလည်း van ကားလေးလောက်ထားတယ်ပြီးတော့ဝင်ချင်းတောက်တစ်ဖက်မှာ Demogorgon ရုပ်လေးကိုလောက်ထားပြီးတော့အလားဆင်ထားတယ်ကြည့်အောင်အသက်ရစရာအိမ်တော့ရုပ်မှလည်းသွားရည်နဲ့ဆက်ပြီးပဲမျက်နှာလားပါးစပ်လားအပြေပဲပြီးတော့သူတို့ဂိမ်းလေးလည်းစော့နေကြတယ်ဖြို့စရာကြီးအဲ့ဂိမ်းတွေမှာ question တွေရေးရအော်ဒါတော့အဒီလောက်တဲ့ပုံစံတိုင်းလိုက်လို့ပြတာပါပြီးတော့ Mike to Will တို့ဆိုရဲ Dungeons and Dragons ဆိုရဲ board game တွေလည်းရောင်းပါတယ်အဲ့ game လေးစော့ပြီးတော့ Will ကအိမ်ပြန်သွားရလမ်းမှာပျောက်သွားတဲ့ဇက်လန်လေးကစခဲ့တာပေါ့နော် Stranger Things ဆိုတာလေးကကြည့်ဘူးလို့ဆိုရင်သိမှာပါပြီးတော့ Welcome to Hawkins ဆိုပြီးသူတို့စီးရဲ့စက်ပိန်လေးပုံစံအတိုင်းလေးနဲ့ website တောင်ပုံစံလေးလည်းလှုပ်ထားပါတယ်ဆိုင်လေးကသေးလေးဆိုပေမဲ့လေ fans ကိုပြောအောင်ဆိုပြီးတော့သူတို့တိတ်ချလေးလုပ်ပေးထားတယ် website တောင်မှာDemogorgons တွေရဲ့အနီရောင်တွေရောပုံစံကိုတူအောင်လုပ်ထားတယ်ပြီးတော့ Mike တို့ Nancy တို့ Holly တို့ရဲ့အိမ်ကိုလည်းတွားကြည့်ခဲ့ပါတယ်သူတို့စပိန်လေးတွေစီးပြီးတော့လာနေကြလမ်းလေးအတိုင်းဝင်သွားတော့ dead end အဆုံးမှာပဲ Mike တို့ Nancy တို့ Holly တို့ရဲ့အိမ် season 5မှာဆိုရင်ဒါ Wagner လာပြီး Holly ကိုခေါ်သွားတဲ့ဇဝင်ကန်ရိုက်တဲ့အိမ်လေးပေါ့နော်အဲ့အိမ်လေးကိုလည်းတွားကြည့်ခဲ့ပါတယ်ဝင်လို့မရပါဘူးဒါပေမဲ့လည်းရအောင်တော့တွားပြီးတော့ကြည့်ခဲ့ပါတယ်ချူလိုပဲ Stranger Things မှနေရှိမယ်တင်လို့တင်ပေးလိုက်တာပါဆုံးတိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်